စာပေရှိသူများအားလုံးပဲမင်္ဂလာပါ The Book Reader for Brain YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေယခုမိတ်ဆွေတို့ကိုနောက်ထပ်မျှဝေပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမရိုဒန်မန်ရေးသားထားတဲ့ Power ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်မှာတော့အခန်း6ခန်းနဲ့နားဆင်ကြရမှာပါအခန်း1ရှစ်ရှင်းမေတ္တာနဲ့စွမ်းအားအခန်း2ခံစားချက်နဲ့စွမ်းအားအခန်း3စွမ်းအားနဲ့ဖန်တီးမှုအခန်း4စွမ်းအားရဲ့တုတ်ချက်အခန်း5စွမ်းအားနဲ့ပိတ်ဆံအခန်း6စွမ်းအားနဲ့သင်ဆိုတဲ့အခန်း6ခန်းပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူအခန်း6ခန်းလုံးကိုအဆုံးထိလိုက်ပါနားဆင်ကြဖို့ဖိတ်ခေါ်ပါရဗျဥနှောက်ကောင်းဖို့စာဖတ်ပါစိတ်ထားတက်ဖို့စာဖတ်ပါဘဝလောကရန်ခဏရရှိဖို့စာဖတ်ပါလူလိမ်မခံရဖို့တုဒ္ဒစာပေဖတ်ပါလိညာတက်သူမဖြစ်ဖို့ရတ္တစာပေဖတ်ပါစာဖတ်မအားလို့နားနဲ့စာဖတ်ရှင်သူတွေအတွက်သုတရတ္တစာပေပေါင်းစုံကို The Book Reader for Brain YouTube Channel မှာဝင်ရောက်နားဆင်နိုင်ပါတယ်ဗျဒါဆိုစလိုက်ကြအောင်ဗျဒီစာအုပ်လေးမှာတော့တင့်ရဲ့အတွေးများဟာတင့်အဖြစ်မှအရာအလုံးကိုဖန်တီးနိုင်စွမ်းရှိကြောင်းကိုဖော်ပြထားတဲ့စာအုပ်ကောင်းလေးတော့ဖြစ်ပါတယ်တခြားသူတွေကသူတို့ဘဝအတွက်လမ်းကြောင်းမှန်ရှာနေတော့မှတချို့လူတွေကအောင်မြင်မှုပျော်ရွှင်မှုစီးစိမ်ဥစ္စာသူတို့လိုချင်တာအကုန်ဘာလို့ရရှိနေကြတာလဲလို့တွေးဖူးလားအဲ့လိုဘဝမျိုးကိုရရှိဖို့အဓိကသွတ်ချက်ကတိမ်မွေ့နေပြီးရိုးချင်းလာတဲ့အရှင်းဆိုတဲ့အပေါ်မုံတီးပါတယ်လို့ပြောမယ်ဆိုရင်ရောဒီနေ့မှာတော့ကျွန်တော်တို့ကစာရေးဆရာမရိုဒါဘန်ရေးသားထားတဲ့ Power စွမ်းအားဆိုတဲ့စာအုပ်လေးမှာအရှိကိုအသုံးချခြင်းရဲ့ရှိုးဝှက်ချက်နည်းလမ်းတွေနဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုအံ့ဩဖွယ်ကောင်းအောင်ဘလို့ပြောင်းလဲကြရမလဲဆိုတာနှိမ့်နှိမ့်ရွှွှွလေ့လာကြရအောင်ပါကဲဒါဆိုရင်ကိုယ့်ရဲ့အိမ်မက်တွေကိုအောင်မြင်စေဖို့တာမကပျော်ရွှင်မှုတွေစီးစိမ်ဥစ္စာတွေနဲ့ပြည့်နှံ့နေတဲ့ဘဝလေးရရှိနိုင်အောင်ဒီမယုံကြည်လောက်စရာစွမ်းအားကိုဘလို့ထိန်းချုပ်ကင်တွယ်ရမလဲဆိုတာသိရဖို့ကျွန်တော်နဲ့အတူအဆုံးထိနားထောင်ပေးကြပါအောင်ဗျဒါဆိုရင်စာဖတ်သူတို့ရဲ့ဘဝကိုထာဝရပြောင်းလဲသွားအောင်ဒီရှိုးဝှက်ချက်လေးတွေကိုကျွန်တော်မျှဝေဖို့အစဉ်သင့်ဖြစ်ကြပြီလားခင်ဗျဘဝရဲ့တိမ်မွေးနေနေလှတဲ့ရှိုးဝှက်ချက်တွေကိုထုတ်ဖို့ပြသပြီးရှစ်ရှင်းမေတ္တာရဲ့စွမ်းအားကိုအသုံးချပြီးကိုဖြစ်ရှင်တဲ့စိတ်ဆန္ဒတွေကိုအကောင်းထည်ပို့ပေးနိုင်မယ်အမိတ်စားစာအုပ်လေးတော့ကိုမိတ်ဆက်ပေးပါရစေဒီစာအုပ်မှာမြေဆွေအားနိယာမထက်တောင်ပို့ပြီးစွမ်းအားပြင်းထန်တဲ့စัจ java လာနိယာမကိုဖော်ထုတ်ပြသထားပါတယ်အရှိစွမ်းအားကဖန်တီးမှုအားလုံးရဲ့နောက်ွယ်ကအားတစ်ခုပါကိုဖြစ်စေချင်တယ်လို့ဖြစ်လာဖို့ဒီစွမ်းအားကိုဘလို့အပြည့်အဝအသုံးချပြီးမိတ်ဆွေတို့ရဲ့စိတ်ခံစားချက်တွေကနေဆွေးငင်ယူရှင်းနိယာမကိုဘလို့လှလှပပပုံဖော်ရမလဲဆိုတာလမ်းညွန်ပြသပေးပါတယ်မိတ်ဆွေကဒီသဘောတရားကိုနားလေသွားပြီဆိုတာနဲ့ဘေးပိုင်းနိုင်ကိုမဆိုတတ်မှတ်ဖို့လက်တွေ့ကြတဲ့နီလန်အစင်စင်နဲ့အောင်မြင်မှုကိုဘလို့ရယူမလဲဆိုတာကိုလေ့လာသိရှိသွားမှာပါအရှိစီးစိမ်ဥစ္စာမိတ်ဆွေဘဝမှာလိုချင်တဲ့အရာအလုံးကိုဆွေးဆောင်ယူနေတယ်လို့စိတ်ကူးကြည့်ပါဒီစာအုပ်ရဲ့နောက်ဆုံးအခန်းမှာလှုံ့ဆော်အားရဲ့စွမ်းအားနိတဲ့နဲ့အဲ့ဒီစွမ်းအားကိုဘလို့ထင်းညှိပြီးကောင်းတဲ့အရာတွေကိုကိုယ်စီဆွေးခိုရမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးထားပါတယ်ဒီစာအုပ်အနှစ်ချုပ်လေးကနေနားလေသွားမှာကဘဝမှာကိုမရနိုင်တဲ့အရာဘာမှမရှိဘူးဆိုတာနဲ့အရာရာတိုင်းကိုရအောင်ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်နေဆိုတာကိုပါပဲအခန်း1ရှစ်ရှင်းမေတ္တာနဲ့စွမ်းအားဆိုတာဘာလဲဘဝမှာအဆိုးနဲ့အကောင်းတို့ရှိစမြဲပေါ့လူတစ်ယောက်ကကောင်းတဲ့စွမ်းအင်တွေပြည့်နှက်နေတဲ့ဘဝမှာနေနေတာဆိုရင်သူတို့ဘဝကပြိုစရာကောင်းပြီးဘာလို့အောင်မြင်နေမှာပါဒါပေမဲ့အခြားတစ်ယောက်ကလေထိုနီးတူစွာဆိုးတဲ့စွမ်းအင်တွေနဲ့ချေဝန်းရံထားမယ်ဆိုရင်တော့သူတို့ဘဝကဘရောမှမတင်းတင်မရောရင်းနိုင်ပေပြိုစရာလေးကောင်းလာမှာမဟုတ်သလိုကြီးပွားချမ်းသာလာမှာလည်းမဟုတ်ပါဘူးဒီပထမတစ်ယောက်မှာသူကိုယ်သူကောင်းတဲ့အရာတွေနဲ့ဝန်းရံနေရတဲ့ရှိုးရဲ့စွမ်းအားတစ်ခုရှိနေပါတယ်အဲ့ဒီစွမ်းအားကရှစ်ရှင်းမေတ္တာရဲ့စွမ်းအားပဲဖြစ်ပါတယ်မြေဆွေအားနိယာမကိုညှင်းဆန်လို့မရသလိုပဲအရှိရဲ့စွမ်းအားကိုလေကြိုသွားလို့မရပါဘူးအချစ်ကြောင့်ပဲမိတ်ဆွေတို့လေတည်ရှိနေတာမဟုတ်လားမိတ်ဆွေလုံးနေတဲ့အလုပ်ကိုဘာလို့ရှိတာလဲမိတ်ဆွေရဲ့အိမ်မက်တွေကရောဘာလို့ကြီးကြီးခံထားနေတာလဲလူသားတွေတီထွင်ဖန်တီးခဲ့တဲ့အရာတွေကိုစဉ်းစားကြည့်ပါဒီတီထွင်မှုတွေကလူသားတွေရဲ့ဝါသနာနဲ့ကျွမ်းကျင်မှုတွေရဲ့ရလဒ်တွေပါပဲမိတ်ဆွေသားကိုလက်ရှိဘဝတွေကအရာတစ်ခုခုကိုသာရှစ်မနေဘူးဆိုရင်မနက်တိုင်းအလုပ်ကိုလေထသွားနေမှာမဟုတ်သလိုနေတိုင်းလုံးနေကြအလုပ်တွေကိုလေဆက်လုပ်နေမှာမဟုတ်ပါဘူးအရှိကသာဘဝမှာလိုချင်တဲ့အရာအလုံးကိုရရှိစေနိုင်တဲ့လမ်းကြောင်းတစ်ခုဆိုရင်ဘာလို့မိတ်ဆွေတို့မှာဘာမှရှိမနေသေးတာလဲ
ဖြေကတော့ရှင်းပါတယ်မိတ်ဆွေတို့တင်ကရှင်းရှင်းမြတ်ရဲ့စွမ်းအားကိုစက္ကန့်တိုင်းနေ့တိုင်းအသုံးချမနေသေးလို့ပါပဲမိတ်ဆွေသားရှင်းရှင်းမြတ်ရဲ့စွမ်းအားကိုအစမပြတ်အကြားအလန့်မရှိအသုံးချနေမေးဆိုရင်ကိုဖြစ်ရှင်တဲ့အရာတိုင်းကိုကိုယ်စီဆွေးကိုယူနေတော့မှာပါဆွေးငင်ခြင်းနေရာမှာကဘာကိုဖော်ပြတယ်လဲဆိုရင်ဘဝမှာကိုပေးလိုက်တဲ့အရာတွေကိုကိုပြန်ရရှိတတ်တယ်တဲ့သင်ကကဘာကြီးကိုရှင်းရှင်းမြတ်တွေပေးမေးဆိုရင်ပိုပြီးကြီးမားများပြားတဲ့ရှင်းရှင်းမြတ်တွေနဲ့ကျမ်းမာရေးကောင်းတာအလုံးနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လူနေမှုဘဝမှာအဆင်ပြေကောင်းမွန်တာတွေကိုပြန်လည်ရရှိပါလိမ့်မယ်ဆေရာဆိုတဲ့မိန်းကလေးတစ်ယောက်ဆိုရင်သူ့ရဲ့ဘဝမှာအခက်အခဲတွေနဲ့ရှေ့ပြည့်နှက်နေတာပါအိမ်ထောင်ပြုထားတာနှစ်20ကြာပြီဆိုပေမဲ့သူ့ရဲ့ခင်မွန်းနဲ့အရန်အဆင်မပြေဒုက္ခရောက်တဲ့ဆက်ဆံရေးဖြစ်နေတာပါဒီခက်ခဲတဲ့နှစ်20ကိုဖျက်ဆီးပြီးနောက်မှာဆေရာရဲ့ခင်မွန်းကသူ့ကလေးတွေအတွက်ပါငွေကြေးအထောက်ပံ့မပေးခဲ့ပေထားခဲ့ပါတော့တယ်ပိတ်ဆန်လေးတပြားမှမရှိပေအရန်ကိုပြိုလေးနေပေမဲ့ကဘာကြီးအပေါ်ခါးသီးမှုတွေဒေါသတွေမဖြစ်ခဲ့ပါဘူးသူ့ဘဝကခက်ခဲကြမ်းတမ်းတဲ့ပြောင်းလဲမှုတွေဖြစ်နေပေမဲ့သူ့ရဲ့အတွေးတွေနဲ့ခံစားချက်တွေကိုအကောင့်ဘက်ကနေအမြဲတွေးဖို့ကြိုးစားနေခဲ့ပါတယ်သူ့ရဲ့ခင်မွန်းကအရန်ဆိုးသွန်းတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ဆေရာကတော့သူ့အကြောင်းကိုဘရောမှမကောင်းမပြောပေကောင်းတဲ့အကြောင်းတွေပဲပြောခဲ့ပါတယ်သူမကလူတိုင်းကိုသူမကတကယ်ပြီးပြည့်စုံတဲ့ယောက်ျားတစ်ယောက်နဲ့လက်ထပ်ယူပြီးဥရောပရဲ့လမ်းမကြီးတွေကိုရှောက်ပတ်သွားချင်တယ်လို့ပြောလို့ရှိပါတယ်ဆေရာမှာဥရောပကိုသွားဖို့ပိတ်ဆံမရှိပါဘူးဒါပေမဲ့လေတနည်းနည်းတစ်ပုံပုံနဲ့ passport ရအောင်ယူခဲ့ပြီးခရီးထွက်ဖို့လိုအပ်တဲ့ပစ္စည်းအသေးအမွှားလေးတွေကိုလေစုဆောင်းနိုင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ဘဝမှာရှားဖွေနေတဲ့အရာတွေကိုရလာအောင်ဆွေးငင်ခြင်းနိယာမကိုအသုံးပြုပြီးရှင်းရှင်းမေတ္တာစွမ်းအင်တွေကိုကဘာကြီးကိုဖြန့်ကျက်ပေးနေလို့ပါ။ဆရာတယောက်ကျင်နာတတ်တဲ့ယောက်ျားတစ်ယောက်ကိုဆုံတွေ့ခဲ့ပြီးမကြခင်ပဲလက်ထပ်ယူခဲ့ပါတယ်။ခံမှန်းကြည့်ပါသူ့ရဲ့ခင်မွန်းအစ်စ်ကစပိန်ကဖြစ်နေတော့ဥရောပကိုခီးသွားဖို့နဲ့ဥရောပမှာနေထိုင်နိုင်ဖို့အခွင့်အရေးတော်ရခဲ့ပါတယ်အခုဆိုရင်သူမဟာစပိန်နိုင်ငံရဲ့ပင်လယ်ဘေးကအိမ်လေးတစ်လုံးမှာနေထိုင်နေပါတယ်ဒါတွေကသူမရဲ့အိမ်မက်တွေအကောင့်ထေပေါ်လာတာပဲမဟုတ်ဘူးလားခင်ဗျမိတ်ဆွေလေးရှင်းချင်းမြတ်ရဲ့စွမ်းအားကိုအသုံးချရင်ဘေးရာကိုမဆိုးရယူအောင်မြင်နိုင်ပါလိမ့်မယ်အရာရာတိုင်းအတွက်စိတ်ပူနေမယ့်အစားဘဝရဲ့အခိတ်အတန်းတိုင်းကိုရှင်းမြတ်နိုးပေးပြီးကိုယ်ပဝန်းကျင်မှာရှိတဲ့သူတွေကိုလေကောင်းတဲ့ဓာတ်လေးတွေကိုဖြန့်ဝေပေးပါတကယ်ပါမိတ်ဆွေစိတ်ကူးထားတာတဲ့တောင်ပိုကောင်းတဲ့စွမ်းရည်လေးတွေပြန်လည်ရရှိလာပါလိမ့်မယ်အဲ့ဒါကတော့ရှင်းရှင်းမေတ္တာရဲ့စွမ်းပကားပဲဖြစ်ပါတယ်အခန်းနှစ်ခံစားချက်နဲ့စွမ်းအားခံစားမှုတွေစိတ်ခံစားချက်တွေကအဆက်မပြတ်ဖြစ်ပေါ်နေတဲ့အရာတွေပဲဖြစ်ပါတယ်အဲ့နေရင်တော့အတွေးတွေကတော့ရက်ကောင်းရက်သွားနိုင်ပေမဲ့ပူတာအေးတာစိတ်ပင်ပန်းမှုတောကတွေကိုခံစားနေရတာတွေကတော့ရက်တန့်မသွားပါဘူးမိတ်ဆွေမလေးခံစားချက်ကောင်းတာတွေရောဆိုးရတွေရောရှိနိုင်ပါတယ်မိတ်ဆွေဘဝမှာရှင်းရှင်းမေတ္တာတွေသာပိုးများနေမည်ဆိုရင်ခံစားချက်လေးတွေလေအမြင့်လိုကောင်းနေမှာပါဘဝမှာရှင်းရှင်းမေတ္တာရဲ့စွမ်းအားကိုသာအသုံးမချဘူးဆိုရင်မိတ်ဆွေမှာမကောင်းတဲ့ခံစားချက်တွေနဲ့ပဲပြည့်နှက်နေပါလိမ့်မယ်မိတ်ဆွေတို့ဘလို့ခံစားလေဆိုတာကကိုယ့်ဘဝကိုပုံဖော်ပါလိမ့်မယ်ကောင်းတဲ့ခံစားချက်လေးတွေကိုထိမ့်သိမ့်ဖို့ကြိုးစားရင်ကောင်းတဲ့စိတ်ကလေးကိုမွေးမြူပိုင်ဆိုင်နိုင်ပါလိမ့်မယ်အကျိုးဆက်အနေနဲ့ပိုပြီးအပြုသဘောဆောင်တဲ့ရလဒ်တွေကိုရရှိအောင်မြင်လာပါလိမ့်မယ်ဘာလို့လဲဆိုတော့ဆွေးငင်ချင်းနေရာမှာအမြင့်အလုပ်ဖြစ်လို့ပါမိတ်ဆွေကကုမ္ပဏီတစ်ခုမှအလုပ်လုပ်နေပြီးနေ့တိုင်းတထေးကိုသဘောမကျဘူးလို့တွေးနေတယ်ဆိုပါတော့သူဘာပဲလုပ်လို့ဒီအတွေးကအမြင့်မိတ်ဆွေကိုသူ့အကြောင်းမကောင်းတာပဲတွေးမိနေစေလိမ့်မယ်အဲ့ဒါကသူကတိုးတက်ဖို့လုပ်နေတဲ့ကြိုးစားမှုတွေကိုမျက်ကွယ်ပြုပြီးသူနဲ့မိတ်ဆွေရဲ့ကြားကဆက်ဆံရေးကိုပါဖျက်ဆီးပြစ်လိမ့်မယ်ပြောင်းပြန်အနေနဲ့မနက်တိုင်းငါအလုပ်ကလုပ်ဖို့ကံဖက်တွေကအကောင်းဆုံးပဲဆိုတဲ့အတွေးနဲ့နိုးထပြီးနေရက်ကိုစတင်မယ်ဆိုရင်တော့အရာအလုံးပြောင်းလဲသွားပါလိမ့်မယ်အလုပ်ကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့သွားပြီးနေတိုင်းလေပို့ပြီးအကျိုးဖြစ်ထွန်းပါလိမ့်မယ်နေတိုင်းမိတ်ဆွေရဲ့ကုမ္ပဏီကလူတွေနဲ့ဆက်ဆံရေးလေပို့ပြီးတိုးတက်အဆင်ပြေလာပါလိမ့်မယ်ကဲဘေးဖြစ်ရကပိုကောင်းနေလို့မိတ်ဆွေထင်ပါတယ်လေပထမတစ်ခုလားဒုတိယတစ်ခုလားအတိအသာကြီးပါဒုတိယဖြစ်ရကပိုကောင်းပါတယ်ရှင်းလေးပါပဲမိတ်ဆွေကအလုပ်ကိုစိတ်ခံစားချက်ကောင်းကောင်းလေးနဲ့သွားလို့ကိုယ့်ရဲ့တနေ့တာအလုပ်ခွင်ကကောင်းကောင်းပြောင်းလဲသွားတယ်အလုပ်ခွင်ကတော့ဒီအတိုင်းပါပဲဒါပေမဲ့အကောင်းမြင်စိတ်လေးကအရာအလုံးကိုပြောင်းလဲပြစ်လိုက်တာပါပဲကိုဘဝကိုအဆင်ပြေုံလေးပဲလို့မခံစားသင့်ပဲအကောင်းမြင်စိတ်လေးနဲ့ကောင်းတယ်လို့ခံစားသင့်ပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာအကောင်းမြင်စိတ်လေးကိုမယူဆောင်နိုင်ဘူးဆိုရင်ချစ်ချင်းမေတ္တာရဲ့စွမ်းအားနဲ့ဆွေးငင်ခြင်းနိယာမကိုအသုံးချနိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မိတ်ဆွေရဲ့ဒီနေ့ဘဝမှာအကောင်းမြင်စိတ်လေးကိုမွေးမြူနိုင်ဖို့စတင်လေ့ကျင့်ပါ
ပြီးတော့အဲ့လိုလှုပ်ချင်းအဖြစ်မိတ်ဆွေတို့ဟာပျော်ရွှင်မှုကျမ်းမာခြင်းနဲ့စည်းစိမ်ဥစ္စာတွေကိုဆွေးငင်ခြင်းနေရာမှာနဲ့ဆွေးငင်ယူနေတယ်ဆိုတာကိုသတိရပါအခန်း3စွမ်းအားနဲ့ဖန်တီးမှုရှေ့တစ်ခန်းမှာတော့ကိုယ်စိတ်ဆန္ဒရှိတဲ့အရာတွေကိုရရှိအောင်မြင်နိုင်ဖို့ချစ်ချင်းမေတ္တာနဲ့ခံစားချက်တွေကအလွန်အရေးပါတယ်ဆိုတာလေ့လာသင်ယူခဲ့ရပါတယ်ဒီအခန်းမှာတော့မိတ်ဆွေရဲ့စီးပွားရေးလုပ်ငန်းခွင်ကျန်းမာရေးနဲ့ကိုယ်ပိုင်ဘဝတွေမှာကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုအကောင့်ထေဖို့ရယူနိုင်ဖို့အကူအညီပေးနိုင်တဲ့နည်းလမ်းတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်ပထမအဆင့်ကစိတ်ကူးယဉ်ကျေးဖို့ပါတနေရာမှာထိုင်ချကိုယ့်ရဲ့အာယုံကိုတေချာစိတ်ပြီးကိုယ်ဖြစ်ချင်တဲ့အရာတွေကိုစိတ်သေးစိတ်ကူးယဉ်ကျေးပါဒုတိယအဆင့်ကခံစားကြည့်ဖို့ပါကိုယ့်ရဲ့စိတ်ကူးထဲမှာချစ်ချင်းမေတ္တာရဲ့စွမ်းအားတွေကိုအသုံးချဖို့ကြိုးစားကြည့်ပါကိုယ်ရှင်းမြတ်နိုးတဲ့အရာတွေအားလုံးကိုမိတ်ဆွေရဲ့စိတ်ကူးတွေထည့်ပါအဲ့ဒါကလူတွေပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်အရာဝတ္ထုတွေပဲဖြစ်ဖြစ်ရပါတယ်နောက်ဆုံးအဆင့်ကရယူဖို့ပါကိုလိုချင်တာတွေနဲ့ကိုရှိတဲ့လူတွေကိုစိတ်ကူးမိနာနဲ့တပြိုင်နက်သဘောတရားကြီးကမိတ်ဆွေလိုချင်တဲ့အရာတွေကိုသေချာပေါက်ရရှိလာအောင်သူ့ရဲ့မှောပညာကိုစတင်ပါလိမ့်မယ်ဥပမာအနေနဲ့အေမီဆိုတဲ့နောက်ထပ်ကောင်မလေးတယောက်အကြောင်းစဉ်းစားကြည့်ရအောင်အေမီကကိုးလိုက်ကနေဘွေးရပြီးအလုပ်တစ်ခုရှာနေတာဖြစ်ပါတယ်အလုပ်ရှာပွင့်နေတာမအောင်မြင်ပေလက်အတော်ကြာနေပါပြီပဲဖြစ်ပါတယ်ဒီရုန်းကန်နေရတဲ့ကာလအတွင်းသူ့အတွက်အခက်ခဲဆုံးတောင်းဝန်ကသူတခါမှမရခဲ့တဲ့အလုပ်ကိုအလုပ်ရတယ်ဆိုပြီးစိတ်ကူးယဉ်ကျေးဖို့ပါနေ့တိုင်းသူမကသူ့ရဲ့ဒဏ်ရာတွေစာအုပ်ထဲမှာသူ့အနာဂတ်မှာရလာမဲ့ဘေးအလုံးမျိုးမဆိုအတွက်ကျေးဇူးတင်ပြီးပြောပါတယ်ဆိုပြီးရေးခဲ့ပါတယ်ဒါကသူ့ရဲ့ဘဝကိုပြောင်းလဲသွားလိမ့်မယ်လို့ထင်ခဲ့ပေမဲ့မပြောင်းလဲခဲ့ပါဘူးဒီနေ့မှာတော့အေမင်ကအရာရာကိုပြောင်းလဲသွားနိုင်မဲ့အရာတစ်ခုကိုနားလေသဘောပေါက်သွားခဲ့ပါတယ်သူမကအလုပ်ရဖို့အတွက်အရန်စ조사ရုန်းကန်နေရပြီးကဘာကြီးကိုလေသူမကအလုပ်လက်မဲ့ဖြစ်ကြောင်းလေးလေးနက်နက်ပြောပြနေတယ်လို့ခံစားခဲ့ရပါတယ်အဲဒါကြောင့်ဆွေးငင်ခြင်းနေရာမှာကသူမအတွက်ပို့ပြီးအလုပ်လက်မဲ့ဖြစ်စေတာတွေကိုပဲယူဆောင်လာပေးခဲ့ပါတယ်အေမီကသူမရဲ့အတွေးတွေနဲ့ခံစားချက်တွေကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒါကြောင့်မို့အေမီကအလုပ်ရှိတဲ့သူတယောက်လိုပြုမှုနေထိုင်ပါတော့တယ်အေမီကမနက်တိုင်းအလုပ်ရှိတဲ့သူတွေလိုအလံပေးပြီးအစိုးရထားပါတယ်နေ့တိုင်းသူ့အနာဂတ်အလုပ်အတွက်ကျေးဇူးတင်ပြုရှင်ပါမယ်ဆိုတာတွေကိုဒဏ်ရာရီထင်းမရေးတော့ပေသူအလုပ်မှာဘလောက်ပျော်ကြောင်းသူ့ရဲ့လုပ်ဖို့ကံဖက်ခေါင်းတွေအတွက်လေကျေးဇူးတင်ကြောင်းပြောင်းလဲရေးသားခဲ့ပါတယ်အေမီကသူမရဲ့အလုပ်သစ်အတွက်ဗီဒီယိုတစ်ခုကိုလေပြင်ဆင်ခဲ့ပြီးသူ့လက်စာတွေစုဖို့ဘဏ်အကောင့်တစ်ခုလေဖွင့်လိုက်ပါတယ်နှစ်ပတ်အတွင်းမှာပဲတငယ်ချင်းတစ်ယောက်စီကနေသူမနဲ့အလုပ်တူတွဲလုပ်ချင်ကြောင်းပြောလာတဲ့ဖုန်းတကိုလက်ခံရရှိခဲ့ပါတယ်အလုပ်အင်တာဗျူးမှာအကောင်းဆုံးကြိုးစားခဲ့ပြီးနောက်တော့သူမဟာအလုပ်ရသွားခဲ့ပါပြီအခုတော့စိတ်ကူးပဲရင်းနေမဲ့အစားသူ့တရားရီထင်းမှာရင်းနေကြအလုပ်တစ်ခုနဲ့နေထိုင်ဖို့အခွင့်အရေးရရှိခဲ့ပါပြီဒီဖန်တီးမှုစွမ်းအားကိုထိရောက်စွာအသုံးပြုနိုင်ဖို့အတွက်မိတ်ဆွေတို့လေအေမီလို့တို့လို့လုပ်ရပါမယ်ကိုဘဝမှာရှိနေတဲ့ရုပ်ပုံနေ့စဉ်အကျင့်စတဲ့အရာတွေအားလုံးနဲ့ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကိုအထောက်ပံ့ပေးပါကိုယ့်ရဲ့ပိုင်းနိုင်ကိုစိတ်ကူးယဉ်ဖို့လေအမြဲတမ်းရပါခံစားကြည့်ပါမိတ်ဆွေတို့ရဲ့စိတ်ကူးအိမ်မက်ကိုအထောက်ပံ့ပေးဖို့တောက်တိုင်တွေကိုသုံးပြီးကဘာကြီးရဲ့တက်ရောက်မှုမှုစွမ်းအားကိုမျက်ဝါးထင်ထင်ကြည့်လိုက်ပါအခန်း၄စွမ်းအားရဲ့တိုးချက်ချစ်ချင်းမေတ္တာဟာဘလောက်ထိစွမ်းမကားကြီးလေဆိုတာအခုသိလောက်ပြီဆိုတော့ပိုများတဲ့ချစ်ချင်းမေတ္တာတွေနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒမှန်သမျှတွေကိုရရှိအောင်မြင်နိုင်အောင်အကူအညီပေးနိုင်တဲ့အဓိကတိုးချက်ကိုသင်ယူလေ့လာရမယ့်အချိန်ရောက်ရှိပါပြီမိတ်ဆွေတို့ရဲ့အတွင်းစိတ်စွမ်းအားကိုဖွင့်ပေးဖို့ဆိုရင်ဒီတိုးချက်အကြောင်းကိုသိဖို့လိုအပ်ပြီးမွေးမြူပေးဖို့လိုပါတယ်စိတ်မပူပါနဲ့အယမ်းမေးရိုးရှင်းလို့ကလေးတစ်ယောက်ကတော့မွေးမြူနိုင်ပါတယ်ပထမတိုးချက်ကအရှိကိုအရှိတိုင်းရှိဖို့ပါပဲအရှိရဲ့တိုးချက်ကိုအသုံးပြုဖို့ဆိုရင်ကိုဘဝကိုအရင်ကမရှိခဲ့ဘူးတဲ့ပုံစံမျိုးနဲ့ရှင်းပေးရပါမယ်နေ့စဉ်နေ့တိုင်းကိုရှိတဲ့အရာကိုရှာတွေ့ဖို့ကြိုးစားပါရှာကြည့်ပါနားထောင်ကြည့်ပါပြီးတော့အမြဲတမ်းအဲ့ဒီအကြောင်းကိုပြောပေးပါအဲ့လိုလုပ်ပေးရင်ကိုဆန္ဒရှိတာထက်တောင်ပိုသေးတဲ့အဆုံးအစမရှိတဲ့ဖြစ်နိုင်ခြေတွေကိုသိမြင်လာရပါလိမ့်မယ်ဒုတိယမြောက်တိုးချက်ကကျေးဇူးတရားပါမိတ်ဆွေတရားရောက်ကိုကျေးဇူးတင်တဲ့အခါကဘာကြီးစီကိုအကောင့်တက်တွေထုတ်လွှင့်ပေးပါတယ်တံပြန်ရလက်အနေနဲ့ဆွေးငင်ချင်းနေရာမှာကမိတ်ဆွေကျေးဇူးတင်လိုက်တဲ့အရာတွေကိုပို့ပြီးပြန်ယူဆောင်လာပေးပါလိမ့်မယ်တတိယမြောက်တိုးချက်ကကစားတာပါမိတ်ဆွေတို့ကလေးဘွားတုန်းကဆိုအဆက်မပြတ်ဆော့ကစားခဲ့ပြီးအရာရာတိုင်းကလေဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့တာကိုသိရပါဘဝမှာအဲ့လိုအပြုသဘောဆောင်တဲ့ခံစားချက်တွေကိုလိုအပ်ပါတယ်ကိုတစ်ခုခုကိုလိုချင်တဲ့အခါကိုယ့်ရဲ့စိတ်ကူးကိုအသုံးချပြီး
ကစားပွဲတစ်ခုလိုစ조사သတ်မှတ်ပြီးကစားပွဲကိုထောက်ပံ့ထောက်တိုင်တွေသုံးပြီးနေ့တိုင်းဆိုကစားပေးပါ Lance Armstrong ရဲ့စိတ်အားတက်ဖွယ်ဇလန်လေးတစ်ပုဒ်ကိုနားထောင်ကြည့်ကြရအောင် Lance ကကမ္ဘာပေါ်မှာအကောင်းဆုံးဆက်ပြီးစီးသူတစ်ယောက်ဖြစ်လာဖို့အမြဲတမ်းအိမ်မက်မက်ခဲ့တာပါသူကပြင်သစ်ပြိုင်ပွဲမှာအနိုင်ရပြီးနာမည်ကျော်ကြားရှင်တာပါသူကစတင်လက်ကျင့်ခဲ့ပြီးနေ့ရက်တရက်ရောက်တဲ့အထိပေါ့အရာရာကအဆင်ပြေပြေဖြစ်နေခဲ့ပါတယ်တရက်မှာအရန်ကိုဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုLance ရဲ့အသက်အန္တရာယ်ကိုပါချင်းချောက်နေတဲ့ယောဂတစ်ခုဖြစ်ခဲ့ပါတယ်ဆရာဝန်တွေကလေသူ့ကိုအသက်ရှင်နိုင်ခြေ40%သာရှိတယ်လို့ပြောခဲ့ပါတယ်သူကဆေးရုံမှာဆေးကုခံနေစဉ်အတွင်းLance ကအမြင့်ပြင်သစ်ပြိုင်ပွဲမှာအနိုင်ရတဲ့အကြောင်းကိုစိတ်ကူးရင်နေခဲ့ပါတယ်ဆေးကူးတဲ့အဖွဲ့ကိုလေသူ့ကိုအနိုင်ရဖို့အကူအညီပေးတဲ့ training အဖွဲ့သားတွေလို့မှတ်ယူခဲ့ပါတယ်နေ့တိုင်း Lance တယောက်အသက်ရှင်နေတာကဒီကစားပွဲတွေကသူ့ရဲ့အောင်မြင်မှုဖြစ်ခဲ့ပါတယ်ဆေးဝန်ထမ်းတွေကသူ့ကိုစစ်ဆေးကြည့်လို့ okay တွေဆိုတာတွေ့ရင် Lance ကသူ့ပြိုင်ပွဲတွေကစစ်ဆေးရေးဂိတ်တစ်ခုကိုဖျက်ကျော်နိုင်လို့ရတဲ့တုံ့ပြန်ချက်လို့စိတ်ကူးရင်ပါတယ် Lance တယောက်သေချင်ဖြစ်နေပေမဲ့သူဘရိုးမှအစိုးဖက်ကနေမတွေးခဲ့ပါဘူးအဲ့ဒီအစားသူကကစားပွဲတစ်ခုအဖြစ်ပြောင်းပြီးနေ့စဉ်ရက်ဆက်သူ့ရဲ့ယောဂပျောက်ကင်းအောင်ကူညီပေးတဲ့အရာတွေအဖြစ်တွေးခဲ့ပါတယ်ပြန်ကောင်းသွားတဲ့အခါမှာတော့ Lance ဟာပြိုင်ပွဲဝင်ပြိုင်ခဲ့ပြီး Tour de France ပြိုင်ပွဲမှာ9နှစ်ဆက်တိုက်အနိုင်ရခဲ့ပါတယ်Lance က Tour de France ပြိုင်ပွဲမှာ9ကြိမ်ဆက်တိုက်အနိုင်ရရှိခဲ့တဲ့ပထမဦးဆုံးဆက်ပြီးသမားဖြစ်လာပါတော့တယ်Lance ဟာခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံတွေ့ခဲ့ရပေမဲ့လောကကြီးကိုအဆိုးမြင်မဲ့အစားကစားပွဲတစ်ခုအဖြစ်ဖန်တီးပြီးချစ်ချင်းမြတ်တာရဲ့စွမ်းအားနဲ့သမိုင်းတွင်စေခဲ့ပါတယ်။တင်လေးဘာတွေကြုံတွေ့သူ့လိုပဲလုပ်နိုင်ပါတယ်။ကစားပွဲအဖြစ်ပြောင်းလဲပြီးဘဝကိုပြောင်းလဲသွားအောင်ချစ်ချင်းမြတ်တာရဲ့တိုးချက်ဂျေဇုတရားရဲ့တိုးချက်တွေကိုအသုံးပြုပါမိတ်ဆွေရဲ့သဘောတိုင်းပဲအရာရာတိုင်းကဖြစ်နိုင်တယ်ဆိုတာသိထားပါအခန်း9စွမ်းအားနဲ့ပိတ်ဆံမိတ်ဆွေပိတ်ဆံချမ်းသာခြင်းလားတရားပေါက်ချမ်းသာခြင်းညမှာပေါ့မိတ်ဆွေသိပါသလားလူချမ်းသာတစ်ယောက်နဲ့တာမန်လူတစ်ယောက်ရဲ့တစ်ခုတည်းသောကွာခြားချက်ကအရှေးဆိုတာကိုလူချမ်းသာတွေကအရှင်းနဲ့ပိတ်ဆံကိုဘလို့တန်ဖိုးထားရမလဲဆိုတာသိတယ်အဲ့ဒါကြောင့်မို့ပဲသူတို့ကနေတိုင်းပိုချမ်းသာလာကြပြီးဘရောမှပိတ်ဆံတွေကိုမဆုံးရှုံးကြတာပါလူတွေချမ်းသာတာကနေသွေးဖေးသွားတာကသူတို့ကပိတ်ဆံအကြောင်းကိုမကောင်းမြင်တတ်ကြလို့ပါပိတ်ဆံကိုလိုချင်တာနဲ့ရှင်းမြတ်နိုးတာကပစ္စည်းဥစ္စာတက်မှတ်ပြီးလောဘကြီးတယ်လို့ထင်မြင်ကြလို့ပါကြောင်တော်တို့နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နေတိုင်းအလုပ်လုပ်နေကြတာပိတ်ဆံကြောင်းဝင်မဟုတ်လားဒါဆိုရင်တော့စကားကရှင်းတော့မညီတော့ဘူးပေါ့ပိတ်ဆံတွေပိုချခြင်းနေဆိုရင်တော့ပိတ်ဆံပေါ်ကိုယ့်ရဲ့တွေးပုံတွေးနည်းကိုပြောင်းလဲပြရမယ်ပိတ်ဆံချတာကမိတ်ဆွေကိုလူဆိုးတစ်ယောက်မဖြစ်စေပါဘူးလူသားတရားဖြစ်ရခြင်းရဲ့တာမန်တစ်စိတ်တစ်ပိုင်းပါပဲမိတ်ဆွေဘဝမှာပိတ်ဆံပေါ်ရလာအောင်ချစ်ချင်းမေတ္တာကိုအသုံးချပါကိုကပိတ်ဆံချမ်းသာပြီးကိုကူညီခြင်းတဲ့သူမှန်သမျှကိုကူညီနေတယ်လို့စိတ်ကူးရင်ကြည့်ပါအဲ့လိုနေ့တိုင်းတွေးမြင်ခြင်းနဲ့ခံစားခြင်းကပိတ်ဆံပေါ်ကိုယ့်ရဲ့အမြင်ကိုပြောင်းလဲစေပါလိမ့်မယ်ပိတ်ဆံကချစ်ချင်းမေတ္တာရဲ့ကိရိယာတစ်ခုဖြစ်ပြီးပိတ်ဆံကိုဆွေးခိုယူဖို့ချစ်ချင်းမေတ္တာကိုလိုအပ်ပါတယ်တခါကဂျဲဆိုတဲ့အလုပ်လက်မဲ့ကောင်လေးတစ်ယောက်ရှိပါတယ်ဂျဲတစ်ယောက်ဟာသူ့ရဲ့စိတ်ကူးရင်ခဲ့ရတဲ့အလုပ်အတွက်ရှောက်ခဲပါတယ်ပြီးတော့သူအလုပ်ရတယ်ဆိုပြီးစိတ်ကူးရင်လိုက်ပါတယ်ကုမ္ပဏီကပို့တဲ့ပုံစံနဲ့သူ့ကိုယ်သူအလုပ်အသေးစိတ်ရောစိတ်ကူးရင်လက်စာရောအပါဝင်စားတစ်စောင်းပြန်ပို့ခဲ့ပါတယ်ဂျက်တယောက်ကုမ္ပဏီလိုဂိုနဲ့သူ့နာမည်ပါတဲ့ကုမ္ပဏီလိပ်စာကက်တစ်ခုကိုပါဖန်တီးခဲ့ပါသေးတယ်အဲ့ဒီအရာတွေကိုနေတိုင်းကြည့်ပြီးဒီအခွင့်အရေးကိုရလို့ကျေးဇူးတင်ပြီးပျော်ရွှင်မှုကိုပါခံစားခဲ့ရပါတယ်ဒီအလုပ်ကိုရလို့သူ့ကိုယ်သူဂုဏ်ပြုတဲ့အီးမေးလ်တွေပါရေးခဲ့ပါသေးတယ်ဖုန်းအင်တာဗျူးကိုအောင်မြင်သွားပြီးနောက်မှာတော့တခြားလျှောက်ထားသူ10ယောက်နဲ့အတူလူရှင်းတွေ့အင်တာဗျူးဖြေဖို့သွားခဲ့ပါတယ်။နှစ်နာရီလောက်ကြာတော့အလုပ်ရသွားပါပြီဆိုတော့တရေကောင်းပါလာတဲ့ဖုန်းကောတစ်ခုလက်ခံရရှိခဲ့ပါတယ်။ဂျက်တယောက်အခုတော့သူစိတ်ကူးရင်ခဲ့တဲ့အလုပ်နဲ့သူလိုချင်တဲ့လစာကိုလေရနေပါပြီ။သူကအကောင်းမြင်တတ်ပြီးချစ်ချင်းမေတ္တာနဲ့ကျေးဇူးတရားကိုပိတ်ဆံကိုဆွေးခိုယူဖို့အသုံးချခဲ့လို့သူစိတ်ကူးထားတာထက်ပိုတဲ့လစာနဲ့အကောင်းဆုံးအလုပ်တစ်ခုကိုရရှိခဲ့ပါတယ်။ကိုကစီးပွားရေးတစ်ခုပိုင်နေဆိုရင်ချစ်အခန်းမှာလေ့လာခဲ့ရတဲ့စွမ်းအားရဲ့အဓိကတွက်ချက်တွေကိုအသုံးပြုပြီးကိုယ့်ရဲ့အလုပ်ခွင်မှာခံစားချက်ကောင်းလေးတွေနဲ့ပိုကောင်းတဲ့ရလဒ်တွေရလာအောင်လုပ်လို့ရပါတယ်။တကယ်လို့မိတ်ဆွေကခံစားချက်ကောင်းပြီးပျော်ရွှင်နေမေးဆိုရင်ကိုယ့်အလုပ်မှာလေအကောင်းဆုံးလုပ်နိုင်မှာပါ။အဲ့ဒီလိုလုပ်ရင်မိတ်ဆွေစိတ်ကူးထားတာတဲ့ပို့ပြီးပိတ်ဆံရှာနိုင်ပါလိမ့်မယ်။မိတ်ဆွေကအလုပ်ရှိတဲ့သူတယောက်ဆိုရင်ကိုယ့်ရဲ့လစာနဲ့ညီမျှတဲ့တန်ဖိုးကိုပေးဖို့လိုပါတယ်။ တ
ကယ်လို့ကိုရတာထက်ပေးတာကနေနေရင်လုပ်ငန်းကဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးပိတ်ဆံအတွက်အတွေးမလွန်ပါနဲ့ကိုရှင်းမြတ်နိုးရတဲ့အလုပ်ရှင်းရှင်းမေတ္တာနဲ့ဘာကိုရယူခြင်းလဲဆိုတာကိုသာတွေးပါဆွေးငင်ခြင်းနေရာမှာကမိတ်ဆွေကိုမကြခင်ချမ်းသာအောင်လုပ်ပေးပါလိမ့်မယ်အခန်း6စွန်းအားနဲ့သင်မိတ်ဆွေမှာရေဒီယိုလိုင်းတွေလိုလှိုင်းနှုန်းရှိတယ်ဆိုတာကိုသိပါသလားဒီကဘာပေါ်ကလူတိုင်းကလှိုင်းနှုန်းအနေအထားတစ်ခုမှာလေပတ်နေကြတာပါမိတ်ဆွေရဲ့လှိုင်းနှုန်းကမိတ်ဆွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးပါတယ်ခံစားချက်ကောင်းနေတဲ့အချိန်တွေမှာဆိုရင်ကောင်းတဲ့လှိုင်းနှုန်းလေးတွေကိုမိတ်ဆွေကထုတ်လွှင့်နေတတ်ပြီးသူတို့ကအဲ့ဒီလှိုင်းနှုန်းနဲ့ဆင်တူတဲ့အရာတွေကိုကိုယ်စီပြန်ယူဆောင်လာပေးပါတယ်မိတ်ဆွေကအမြဲတမ်းပျော်ရွှင်နေတယ်ပဲဆိုပါတော့ဒါဆိုရင်တော့မိတ်ဆွေကနေတိုင်းပျော်ရွှင်နေတဲ့သူပျော်ရွှင်ရတဲ့အခြေအနေတွေနဲ့ပျော်ရွှင်စရာဖြစ်ရတော့ပဲတွေ့ကြုံရမှာပါတကယ်တော့ကိုကစိတ် PC တော့ကများနေတယ်ဆိုရင်တော့ကိုယ့်ရဲ့နေ့ရက်တွေစီကိုလေပို့ပြီးစိတ် PC တော့ကရောက်စရာတွေပဲရောက်လာပါလိမ့်မယ်နေ့ရက်တစ်ရက်ကိုကောင်းတဲ့သဘောလေးနဲ့စတင်ဖို့ကအရေးကြီးပါတယ်အဲ့ဒါကတင့်ကိုနေ့ရက်ကောင်းဖန်တီးပေးနိုင်တယ်လို့ပျော်ကွင်းအောင်လေးလုပ်နိုင်ပါတယ်အရာရာတိုင်းမှာလှိုင်းနှုန်းရှိတယ်ဆိုတာကိုသတိရပါဒီနေ့ပေးခံရတဲ့လှိုင်းနှုန်းတွေကကိုဘသူတွေနဲ့ဘာတွေနဲ့တွေ့ကြုံရမလဲဆိုတာကိုအဆုံးဖြတ်ပေးပါတယ်ရှင်းရှင်းမေတ္တာရဲ့စွမ်းအားကိုအသုံးချပြီးမိတ်ဆွေဖြစ်ရှင်ရမှန်သမျှကိုဖြစ်လာအောင်နေ့ရက်တိုင်းကိုပျော်ရွှင်မှုအကောင်းမြင်စိတ်လေးနဲ့မစတင်ရှင်ဘူးလားဗျပိတ်ဆံတွေအများကြီးကျမ်းမာရေးကောင်းမွန်မှုနဲ့ပျော်ရွှင်မှုတွေကိုလိုချင်ရင်ထိုအရာတွေအတွက်ကျေးဇူးတင်ပြီးကောင်းမွန်တဲ့ခံစားချက်လေးနဲ့နေ့ရက်တိုင်းကိုစတင်ပါဒီစာအုပ်ရဲ့စာရေးဆရာမရွန်ဒါဘန်ကအရာရာတိုင်းအတွက်ကျေးဇူးတင်ပြီးပျော်ပျော်ရွှင်ရွှင်နဲ့မနက်ခင်းတွေကိုစတင်ပါတယ်သူမကအချိန်15မိနစ်လောက်ပေးပြီးကဘာကြီးကိုရှင်းရှင်းမေတ္တာတွေနဲ့ကောင်းမွန်တဲ့လှိုင်းနှုန်းတွေပို့တာပေးပါတယ်အရာအလုံးကပြီးပြည့်စုံနေဆိုတဲ့စိတ်နဲ့သူမရဲ့နေ့ရက်တွေကိုစတင်ပါတယ်သူမရဲ့နေ့ရက်အတွက်စိတ်ခံစားချက်မကောင်းမှုမရှင်ဘေးလှုပ်ဆောင်ချက်ကိုမှပါဝင်လက်မရှိပါဘူးပြီးရင်တော့ရွန်ဒါစပြီးအစင်းသစ်ပြင်ပါပြီမှန်ကန်သင့်လျော်တဲ့အဝတ်အစားရွေးချယ်ရတာကသူမအတွက်ခေါင်းကိစ္စရာတစ်ခုပါပဲအထည်အမျိုးမျိုးကိုစမ်းကြည့်ရှင်ကြည့်ပြီးဘလို့ပေါင်းဆက်ဝတ်ဆင်ရင်အဆင်ပြေမလဲစစ်စစ်ကြည့်ပါတယ်ရွေးရှင်မှုအနေငယ်လုပ်ပြီးဘာဝဲရမြင်မှမသိတော့တဲ့အခါမှာသူမရဲ့နေ့ရက်ကပြဿနာတွေနဲ့စတင်သွားပြီးတစ်နေ့လုံးမကောင်းတဲ့ဓာတ်တွေကိုပဲပို့လွှတ်မိနေပါတော့တယ်ရွန်ဒါဟာအဲ့ဒါတွေအကုန်လုံးပြောင်းလဲခဲ့ပါတယ်သူမကအလုပ်အတွက်နေ့တိုင်းမှန်ကန်သင့်လျော်တဲ့အဝတ်အစားကိုပဲဝတ်နေတယ်လို့စိတ်ကူးခံစားကြည့်လိုက်ပါတယ်အခုဆိုရင်အင်ဂျီရွေးဖို့အတွက်စွမ်းအင်သိပ်သုံးစရာမလိုတော့သလိုသူမရဲ့ရွေးရှင်မှုအတွက်လည်းပျော်ရွှင်နေတတ်ပါပြီလမ်းမှာရှောက်နေရင်လေရွန်ဒါဟာသူတွေ့မြင်သမျှလူတွေစီကိုချစ်ချင်းမေတ္တာလှိုင်းလေးတွေပို့ဖို့ကြိုးစားပါတယ်လူအများစုရဲ့ပြဿနာဖြစ်ရခြင်းအကြောင်းရင်းကချစ်ချင်းမေတ္တာခေါင်းပါမှုကြောင့်လို့သူမကနားလေထားပါတယ်အဲဒါကြောင့်ချစ်ချင်းမေတ္တာတွေပို့သခြင်းနဲ့သူတို့ရဲ့နေ့ရက်တွေကိုအစဉ်ပြေရှုံမွေးစေနိုင်ပါတယ်နေ့တိုင်းရွန်ဒါကဒီနေ့ဘာဝတ်ရင်ကောင်းမလဲဒီလူကိုကူညီဖို့ငါဘာလုပ်ပေးနိုင်မလဲစားတော့ဖို့ဘယ်စားတော့ဆိုင်ကအကောင်းဆုံးလဲဘယ်လမ်းကငါသွားမိနေရအတွက်အစဉ်ပြေဆုံးလေးစသဖြင့်မေးခွန်းပေါင်း100လောက်ကိုမေးပါတယ်သူမကဒီမေးခွန်းကိုချစ်ချင်းမေတ္တာနဲ့မေးတာမဟုတ်ပြန်ရတဲ့အဖြေတွေမှာလေသူမရဲ့ဘဝကိုပိုများတဲ့ချစ်ချင်းမေတ္တာနဲ့ပျော်ရွှင်မှုတွေပြည့်နေတတ်ပါတယ်ဒါကတော့လူတိုင်းရဲ့အတွင်းကစိတ်ဆွမ်းအားပါပဲဘလို့စဉ်းစားမေဘလို့ခံစားမေလို့ရွေးရှင်ရှင်းတဲ့တင်းရဲ့ဘဝကိုလုံးဝပြောင်းလဲနိုင်စေပါတယ်ဘဝမှာတိတ်ဆိတ်မှုဆိုတာမရှိပါဘူးတင်းနေ့တိုင်းလွှင့်ထုတ်နေတဲ့လှိုင်းနှုံကိုနားလေသွားတဲ့အခါကိုဘဝကိုထိန်းချုပ်နိုင်ပြီးကိုဖြစ်ရှင်တဲ့ဘဝကိုဖန်တီးနိုင်ပါလိမ့်မယ်တင်းကကောင်းတဲ့အရာတိုင်းကိုရတဲ့ရထိုက်တယ်လို့ယုံကြည်ထားရပါမယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့အတွင်းစိတ်စွမ်းအားကိုယုံကြည်ပြီးကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ရှင်းရှင်းမေတ္တာတွေကိုပဲရှာဖွေပြီးတွေ့မြင်ကြည့်ပါကိုယ်တိုင်းအတွက်စိတ်ကူးရင်ထားတဲ့ကဘာလေးကိုကိုယ်တိုင်ဖန်တီးယူပြီးနေ့ညတိုင်းကိုလေချစ်ချင်းမေတ္တာတွေနဲ့စောင့်ကြည့်ပါညီငုံရှုံအနေနဲ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကတစ်ခုခုအတွက်ရုန်းကန်နေကြရပါတယ်လူတွေပျော်ပျော်ရွှင်ရွှင်နဲ့ကြည်ကျင်ခမ်းနားတဲ့ဘဝတွေကိုနေထိုင်နေတာကိုမြင်တွေ့ရင်ဘာလို့လူတွေအကုန်လုံးကဒီလိုမဖြစ်ရတာလေလို့တွေးဖူးကြပါနေဒီစာအုပ်ကတင့်ကိုပေးသွားတဲ့အချက်ကတော့တခြားသူတွေရိုးချင်းတဲ့ပုံမှန်ဘဝတွေကိုပဲရရှိနေကြချိန်မှာတချို့လူတွေကြဘာဖြစ်လို့အောင်မြင်ပြီးပိတ်ဆံအများကြီးရှာနိုင်ကြတယ်ကိုပါပဲချိုးအချက်ကတော့ကျွန်တော်တို့ခံစားချက်တွေရဲ့စွမ်းအားထင်းမှာမူတည်ပါတယ်ဒီစာအုပ်အနှစ်ချုပ်လေးကနေဘဝရဲ့ဖန်တီးမှုအလုံးရဲ့နောက်ွယ်မှာချစ်ချင်းမေတ္တာရဲ့စွမ်းအားရှိတယ်ဆိုတာကိုလေ့လာသင်ယူခဲ့ရပြီးဒီစွမ်းအားကိုရှုပ်ကိုင်နိုင်ဖို့အတွက်ခံစားချက်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်ယူရပါမယ်အဲ့ဒါမှသာထိုအရာတွေကိုကြိုးစားအားထုတ်မှုအဖြစ်ကိုဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်မိတ်ဆွေကအကောင်းမြင်စိတ်လေးကိုမွေးမြူရင်ကောင်းမွန်တဲ့ရလဒ်တွေကိုဆွေးခိုယူနိုင်ပြီး
ကဘာကြီးကိုရှင်းရှင်းမေတ္တာပေးဝေရင်တင်လေပိုများတဲ့ချစ်ချင်းမေတ္တာတွေကိုပြန်ရလိမ့်မယ်ဆိုတာကိုလေ့လာခဲ့ရပါတယ်ဒါအပြင်ဘေးပန်းနိုင်မဆိုရယူအောင်မြင်နိုင်တဲ့နေ့စဉ်ဘဝမှာအသုံးချလို့ရမယ့်နီလန်သုံးတွေကိုလည်းလေ့လာခဲ့ရပါသေးတယ်စွမ်းအားရဲ့တွက်ချက်တွေကိုအသုံးချပြီးချစ်ချင်းမေတ္တာပိတ်ဆံကျမ်းမာရေးကောင်းမွန်မှုအားလုံးကိုရယူနိုင်ပါတယ်ကဘာကြီးကိုအကောင်းသဘောဆောင်တဲ့ဓာတ်လေးတွေကိုလွှင့်ထုတ်ပေးရင်ကိုယ်စိတ်ကူးထားတာတဲ့ပေါ်တဲ့အရာတွေကိုပြန်လည်ရရှိပါလိမ့်မယ်ချစ်ချင်းမေတ္တာရဲ့စွမ်းအားနဲ့သာဆိုရင်မိတ်ဆွေတို့ရဲ့အောင်မြင်မှုကအကန့်အသတ်ရှိမှာမဟုတ်ပါဘူးအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဗျဇိုင်းဆီယာမရွန်နာဘန်းရဲ့စွမ်းအားဆိုတဲ့စာအုပ်အနှစ်ချုပ်လေးကိုအသိအမြင်ကြိုးဝပြီးစိတ်ခွန်အားတက်စေမယ်လို့မျှော်လင့်မိပါတယ်မိတ်ဆွေတို့ရဲ့ဘဝကိုပြောင်းလဲစေနိုင်မဲ့သူ့ချက်ကကိုအတွင်းတွေကချစ်ချင်းမေတ္တာကျေးဇူးတရားနဲ့အကောင်းမြင်စိတ်လေးတွေစီမှာရှိတယ်ဆိုတာကိုသတိရပေးပါကဲမိတ်ဆွေတို့လေPower ဆိုတဲ့စာအုပ်လေးရဲ့အနှစ်ချုပ်ကိုအစအဆုံးနားထောင်ပြီးပြီဆိုတော့ဒီဗီဒီယိုလေးကနေစိတ်ဆွမ်းအားနဲ့ပတ်သက်ပြီးတခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလေကွန်မန့်မှာရှားရေးပေးထားဖို့တောင်းဆိုပါတယ်ဗျမိတ်ဆွေတို့ရဲ့မှတ်ချက်တွေကွန်မန့်တွေကကျွန်တော်အတွက်အရေးပါတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျသောတာရှင်များအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ထပ်တင်ပြများကိုဆက်လက်နားဆင်နိုင်ရန်The Book Reader for Brain YouTube channel လေးကိုလေ subscribe လုပ်ထားနိုင်ပါတယ်ဗျ